င်းနေမင်းကမတက်တာတော့ချာပြီပေါင်းပြီးများစုပြီးတဲ့အခါအဲဒီငါကြောင့်ပြန်ပြီးပြောပြီးဆိုနေနေနေကြောင်များရောက်လာပြီးပြောရစိတ်ကြီးခိုင်းတယ်မင်းကတော့တူနေပါလားပဲမောင်လေးမဆက်ရှာနေတယ်စံဒီစူကန်ရဲ့မင်လာသူဦးတဲ့ဒီဝဲမိတယ်စာဆိုလေးမင်းကတော့ဆရာဆရာမချစ်တယ်ချီလေးလိုလိုလောကရဲ့လမ်းလေးစိုးကြမိုက်ကြရင်လုံးထတော်မင်းကပါလာတယ်မောင်လေးမဆက်ရှာနေတယ်ဒူကတော့ပြားချောင်းနဲ့ပြန်ရောက်တဲ့ချိန်မင်းကတော့ဝေးဝေးနေစေဒူကတော့ဝေးဝေးကနေစိတ်တော့ပြီးတယ်ရုပ်ကလေးတွေရောက်နိုင်ပါစေယေရှုလိုပါမြတ်မိုင်းလိုပါညချောင်းနဲ့လိုက်ပါတော့သူမေဟောင်းဒီတွေ့လာပြီးရှိလမ်းပါဒီငါကိုယ်တိုင်ဘူးဘူးရဲ့စိတ်လေးပေါ်အင်းလို့ရရှောင်းလာတယ်ဒီနေ့ဝဲတော့ဆိုတာရချောင်းလာထလာပြောတာမှဒီနာနဲ့ရမ်းမင်းဝဲနေသွားတယ်တော့တော့ကိုယ်ဆုံးချက်တာနေလေဒါမင်းကိုပြောပြနေတယ်ဒူကတော့ပြားချောင်းနဲ့ပြန်ရောက်ခြင်းမင်းကတော့ဝေးဝေးနေစေဒူကတော့ဝေးဝေးကနေစတော့ပြီးရုပ်ကလုံးနဲ့ညောင်းနိုင်ပါစေမဆိုးလို့ပါမင်းမိုင်းလို့ပါညချောင်းနဲ့မင်းလေးလိုက်လာတော့ဒူပဲဟောင်းဒီတွေ့လာ